ဒီပေးလို့ရိုက်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာနိုင်မယ်အဲ့ဒါအဲ့ဒါဝင်လာအဲ့ဒါဒီ site လေးရောက်သွားမှာပေါ့နော်အဲ့ညီမတို့ဒီမှာအသွားပြန်ခီးဆိုပြီးဖြတ်လို့ရတယ်အသွားပြန်ခီးကကြာညီမတို့ main ဘူတိုင်းဆိုရန်ကုန်နေပြီးမန္တလေးဆိုတော့တစ်ပတ်ပေးရဂျာဘူတာဆို3ရက်ပေးရအဲ့မှာကိုတို့ပြန်လာမယ့်ရက်ကအဲ့တစ်ပတ်ဒါမှမဟုတ်3ရက်ထဲမှာအကျုံးဝင်နေဆိုညီမတို့ဒီအသွားပြန်ခီးကိုမတန်လေးအွန်ထားပေးလိုက်ပို့တာအဲ့ဆိုရင်ညီမတို့ဒီမှာထွက်ခွာမိရဲဆိုဒီကထွက်မဲ့ရဲဟိုဘက်ကပြန်လာမဲ့ရဲဖြစ်ရမယ်ရထားခီးစင်ကကျတော့နှစ်ခုရွေးပေးရမှာပေါ့အသွားပြန်ပါနော်အဲ့ဒါပဲခွာသွားတယ်လို့အသွားတစ်ကြောင်းမဲ့ဆိုဒါကိုပိတ်ထားလိုက်ရတယ်ဆိုညီမတို့ဒီမှာခီးစင်အစားဆိုထားပါတော့အခုနေပြီးတော့ခီးစင်အဆုံးဆိုရင်ရန်ကုန်သွားမှာပေါ့နော်အဲ့ညီမတို့ဒီမှာထွက်ခွာမိရဲဆိုရင်နေရာလေးမှာကြားလိုက်ကလန်ဒါလေးကြားလာလိမ့်မယ်ညီမတို့တစ်ပတ်ပဲပေးရဖြစ်တော့တစ်ပတ်စာပဲပွင့်နေလိမ့်မယ်အထားပါတော့ကိုက15ရက်နေသွားမယ်ဆိုပါဆိုနော်အဲ့ဆိုပြီးတော့ဒီမှာလူကြီးနေရာလေးကိုဝင်လိုက်အဲ့ဆိုလို့ရှိရင်ညီမတို့ဒီမှာလူကြီးပဲနေရောက်လဲခလေးပါလားခလေးပါရဲဆိုရင်ခုံယူမှာလားခုံယူမယ်ဆိုခုံယူမဲ့ခလုတ်လေးကိုဖွင့်ပေးပေါ့ဥမာ3နှစ်ယောက်ကလေးပါတယ်ဆိုလဲ3နှစ်ယောက်ကလေး1ယောက်ခုံယူမှာဆိုလဲခုံယူမဲ့ခလုတ်လေးကိုဖွင့်ပေးပေါ့နော်ပါလို့ဆိုရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ပြီးတော့ညီမတို့ဒီမှာပြပါပြီနေလိုက်ပြင်ဒီ shop ခွင့်ပြီဆိုလဲနေလိုက်ရထားခီးစင်နေကြလာတယ်ဟုတ်ပြီအဲ့ဆိုညီမတို့ဒီမှာကြလာပြီဆိုရင်ညီမတို့ဒီမှာ15ရက်နေ့မှာဆိုရင်နေပြီးတော့နေရန်ကုန်သွားဖို့တော့ကို6နာရီတစီးရှိရဲ12နာရီတစီးရှိရဲပေါ့ဒါမှတော့ကို12နာရီအစီးစီးကျင်နေဆိုလို့ရှိရင်ညီမတို့ဒီမှာရတက်မူတာဆိုတာလဲကြည့်လို့ရတယ်အဲ့ဆိုပဲမှာရက်မှာလဲပေါ့ကိုဂျာဘူးတာကြီးစီးကျင်နေဆိုလဲစီးကျင်နေဆိုကြည့်လို့ရတာပေါ့နော်ဒါလေးညီမတို့ဒီမှာထိုင်ကုန်တန်းစားရွေးချယ်ရင်ဆိုတာလေးကိုနေလိုက်အဲ့ဆိုအောက်မှာတွဲလေးကြလာပထမတိုင်းတွဲ1တွဲ2တွဲ3တွဲ4တက်တန်းတွဲ1တွဲ2ဒါမှတော့ကိုကပထမတန်းတွဲ3မှာစီးကျင်နေဆိုလို့ရှိရင်ဒါဒီထိုင်ကုန်ရွေးပါဆိုတာလေးကိုနေလိုက်လို့ဆိုဒီမှာစိမ့်နေခုံလေးရရွေးလို့ရတယ်ဒါတော့ခင်းအောင်လေးဆိုရင်သူများဝယ်ထားပေးတာပေါ့အဲ့ဆိုအခုတယောက်ဆိုလို့ခီးတဲ့တယောက်ပဲရွေးထားရင်တစ်ခုံပဲတယောက်ကိုနှစ်ခုံလည်းရွေးလို့မရဘူးနှစ်ယောက်ရွေးပြီးတော့တစ်ခုံလည်းရွေးလို့မရဘူးအဲ့ဆိုညီမတို့ဒီမှာထားကြည့်ပါအစိမ်းရောင်တစ်ခုရွေးလိုက်မယ်ကွာအခုဟိုဟာဖြစ်တယ်အဲ့ဆိုပြသွားလိမ့်မယ်အဲ့ဆိုညီမတို့ကအခုရွေးလိုက်ပြီဆိုအပြာရောင်လေးဖြစ်သွားပြီအဲ့ဆိုညီမတို့ရှေ့သို့လို့သွားလိုက်အဲ့ဆိုညီမတို့ပထမတန်းတွဲ3မှာထိုင်ကုန်နံပါတ်27ကိုရွေးထားရပေါ့နော်အဲ့ဆိုညီမတို့ဒီရွေးချယ်မိဆိုတာလေးကိုနေလိုက်အဲ့ဆိုအခုရဲ့ရွေးထားတဲ့ခုံကို sister မိနစ်20ဟိုထားပေးတယ်အဲ့20အတွင်းမှာကျွန်တော်အချက်လက်ပေးအောင်ဖြည့်ပြီးတော့ဝယ်ပေးရမှာပေါ့နော်အဲ့ဆိုညီမဒီအဆင့်ရောက်ပြီဆိုတစ်ချက်ပြန်စီကြည့်လိုက်ကိုရထွက်ခါမဲ့ရက်က15ရက်နေ့အခုစီးမဲ့ရထားနေ့လယ်12နာရီနေပြီးတော့နေရန်ကုန်သွားမှာပေါ့နော်အဲ့ဒါသေးကြရဲဆိုလို့ရှိရင်ဟိုရှေ့တို့ဆိုပြီးဆက်နေလိုက်အဲ့ဆိုညီမတို့ဒီမှာဖြည့်တဲ့အချက်လက်တွေဖြည့်လို့ရတယ်မှတ်ပုံနေနံပါတ်တို့ပါဟုတ်တယ်မှတ်ပုံနေနံပါတ်တို့ပါဖြည့်လို့ရမှာထားပါတော့နော်မှတ်ပုံနေနံပါတ်ဆိုလဲညီမတို့မှာထားလိုက်ပါတော့6မြင်းဆောင်နိုင်မထားလိုက်ပါတော့မတားရပါတော့ပြီးတော့လို့ရှိရင်ဒီမှာ1 2 3 4 5 6ခုဖြည့်လိုက်ပေါ့နော်ပြီးဒီမှာဖုန်းနံပါတ်ဖြည့်လိုက်တော့ည9 9 9 1 8 9 5 6 3ဖြည့်ပြီးတော့ညီမတို့ဒီမှာရှေ့တို့ဆက်သွားတယ်အဲ့ဆိုလို့ချင်းပြီးတော့လို့ရှိရင်ညီမတို့ဒီမှာရထားလက်မဲ့စီမင်းစီကန်နေသိပါတယ်ဆိုတော့ click ပေးလိုက်ပြီးရှေ့တို့ဆက်သွားလိုက်ဟုတ်အဲ့ဆိုပြီးတော့လို့ရှိရင် okay အဲ့ညီမတို့ငွေရှည်တဲ့အဆင့်ရောက်သွားတယ်အဲ့ဆိုညီမကိုကဒီလိုရောက်လာအဲ့ဆိုကို MM ကျွမ်းနဲ့ရှေ့မှာလား MP နဲ့ရှေ့မှာ MP နဲ့ဆိုလို့ရှိရင်တော့ညီမတို့ bank card နဲ့ရှေ့ရ MM ကျွမ်းနဲ့ဆိုလို့ရှိရင်ညီမတို့ KP with pay E+ pay အဲ့လို pay တွေနဲ့ခြေရပါတော့အဲ့ဆိုညီမတို့ဟို pay နဲ့ခြေမှာဆိုရင် MM ကျွမ်းပေါ့ bank card နဲ့ဆို bank card ကိုဆက်လက်ပေးပေါ့ MM ကျွမ်းနဲ့ဆိုရင်ဒီလို proceed to payment ဆိုတာလေးကိုနှိပ်လိုက်အဲ့ဆိုဒီလိုကျူအားလေးကြာလာလိမ့်မယ်အဲ့ဆိုဒီကျူအား scan ဖတ်ပြီးသွားလို့ရှိရင်အခုခြေပေးရမှာအဲ့တော့ညီမဆက်မသွားတော့ဘူးဟုတ်ပြီရပါပြီညီမခဏချက်ပြပေးမယ်အဲ့ဆိုလို့ရှိရင်အဲ့လိုငွေချေပြီးသွားလို့အခုအဆင်ပြေသွားပြီဆိုရင်ဒီလိုအဆင်လေးရလာလိမ့်မယ်တင်းငွေပေးချေမှုအမြန်မာဒီ e-ticket download ရယူမှဆိုအဲ့လို download ဆွဲလိုက်လို့ရှိရင်ညီမတို့ဒီလို e-ticket ကလေးကြာလာလိမ့်မယ်ဒီလို e-ticket လေးကြာလာလိမ့်မယ်အဲ့ဆိုအဲ့ e-ticket လေးကိုတင်ထားပြီးတော့ counter မှာလဲပြီးတော့ဟုတ်ကဲ့ပါ